ဒီလိုကိုကြိုက်ရ iPhone ringtone လေးတစ်ခုလုပ်ချင်တယ်ဆိုလို့ရှိရင် GarageBand နဲ့ GarageBand ဒီ app နှစ်ခုသွင်းထားဖို့လုပ်မယ်ပြီးရင် GarageBand app ကိုဖွင့်မယ် TikTok app ထဲကနေကိုကြိုက်တဲ့ ringtone video တစ်ခုကိုအရင်download ချရမယ် GarageBand app ကိုဖွင့်မယ်ပြီးရင် setup လုပ်တဲ့အချိန်မှာဒီ limited version ဆိုတဲ့ဟာလေးကိုနှိပ်ဖို့အရေးကြီးတယ်ပြီးရင်ဒီ plus icon လေးနှိပ်မယ် video library ထဲကနေပြီးတော့ဟို down ထားတဲ့ video ရွေးမယ်ပြီးရင်ကိုယ့်ကို adjustment လုပ်မယ်name လေးတွေချိန်မယ်ပြီးရင်ဒီမှာ cut လုပ်ပြီးတော့ကျွန်တော် save လုပ်လိုက်မယ်ပြီးရင်ဒီ install ဆိုတာလေးကိုနှိပ်ပြီးတော့ကျွန်တော် GarageBand app ကိုရွေးလိုက်မယ်ပြီးရင်ကျွန်တော်တို့ခုနဒီထဲမှာခုန cut လုပ်ထားတဲ့ music file လေးကိုတွေ့မယ်ပြီးရင် share ခလုတ်နှိပ်ပြီးတော့ ringtone ကိုရွေးမယ်ပြီးရင် export ပြီးရင် use soundness ကိုရွေးပြီးတော့ standard ringtone ရွေးလိုက်မယ်ဆိုရင်ရပြီပေါ့ကျွန်တော်တို့ ringtone ကိုတွားပြီးတော့ရှာပြီးတော့ရောက်နေလားမရောက်နေလားလဲစစ်လို့ရတယ်ဒီလိုမျိုးလေးပေါ့